ညဦးရံမှာရွာကလေးကတိတ်ဆိတ်လို့ခွေးဥတန်တချို့ကလွှဲရင်ဘာတမ်းမှမကြားရဘူး။တီတာတယောက်တည်းအင်ရှိကန်ကမှန်တင်ကုန်ရှိမှထိုင်နေတယ်။သူမကသပင်ရှည်သူပြီးညအိတ်ခံနေတိုင်းသပင်ဖီးရတာကိုဝါသနာပါသူတယောက်ပါ။ညနေမှသပင်မဖီးနဲ့သမီးအမောင်ထဲကအရာတွေကသပင်ရှည်တာမြင်ဖန်ဆတတ်တယ်ကွ။အခုလိုသူမရဲ့အဖွားကအမြဲတမ်းတားခဲ့ဘူးလေ။ဒါပေမဲ့တီတာကတော့ခေပညာတတ်တယောက်ဆိုတော့ဘာတွေကိုမယုံဘူးလေ။မီးလေးနဲ့သပင်ကိုတရွှွှတ်ဖီးနေတော့ရုတ်တရက်မီးအိမ်လေးကဝင်းကနေမှိန်ကနေဖြစ်သွားတယ်။အဲ့ဒီအချိန်မှာပဲအိမ်ရဲ့အနောက်ဖေးဘက်ကနေဆိုတဲ့အတန်ကိုကြားလိုက်ရတယ်။တောက်တဲ့အော်တန်မဟုတ်ဘူး။အစုံတယောက်ကတေသားချမ်းမြေကိုလက်သေးနဲ့ကုပ်နေတဲ့အတန်မျိုးတီတာလက်ကိုရက်လိုက်တယ်။အတန်ကပျောက်သွားတယ်။သူပြန်ဖီးလိုက်ပြန်တော့အတန်ကထပ်ပေါ်လာပြန်တယ်။ဒီတခါတော့အတန်ကပိုနီးလာသလိုပဲ။ဘာလို့လဲ။အခုလိုသူလှမ်းမေးပေမဲ့ဘာအဖြေမှပြန်မလာဘူး။သူစပင်ကိုဆက်ပြီးဖို့မှန်ထဲကိုကြည့်လိုက်တဲ့အချိန်မှာတော့တီတာရဲ့ကြော်ရိုးတဲ့အထိစိတ်ကနေဖြစ်သွားတယ်။မှန်ထဲမှာပေါ်နေတဲ့သူ့ရဲ့ပခုံးပေါ်မှာဖြူဖြော့ပြီးအကြောတွေထောင်နေတဲ့လက်ချောင်းရှည်ကြီးတစ်ခုတင်နေတာကိုတွေ့လိုက်ရတယ်။သူနောက်ကိုလှည့်ကြည့်လိုက်တော့ဘာမှမရှိဘူး။ဒါပေမဲ့မှန်ထဲမှာတော့သူ့ရဲ့နောက်ကျောမှာတစုံတစ်ယောက်မတ်တက်ရက်နေတာကိုအထင်သားမြင်နေရတယ်။အဲ့ဒါကမိန်းမကြီးတစ်ယောက်ဝတ်ထားတာကအလောင်းပြင်းတဲ့အခါဝတ်ပေးလေးရှိတဲ့အဖြူရောင်ဝတ်စုံအဟောင်းကြီးသူမရဲ့မျက်နှာကအသားတွေရော်ရဲကျနေပြီးမျက်လုံးတွေကတော့သွေးရောင်လွှမ်းနေတယ်။အဆိုးဆုံးကတော့အဲ့ဒီမိန်းမကြီးကတီတာရဲ့စပင်းတွေကိုသူ့ရဲ့လက်သေးအရှည်ကြီးတွေနဲ့ဖြည်းဖြည်းချင်းလိုက်ပြီးပေးနေတာပဲ။တီတာအော်ဖို့ကြိုးစားပေမဲ့အတန်ကထွက်မလာဘူး။အဲ့ဒီအချိန်မှာအဲ့ဒီသေးရမကြီးကတီတာရဲ့နန်းနာကိုကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်။စပင်းတွေကလှမ်းလိုက်တာနမလေးရဲ့မင်းစပင်းကိုငါဖီးပေးမယ်။ပြီးရင်မင်းရဲ့ခေါင်းကိုပါငါယူသွားမယ်။တီတာရုန်းကန်လိုက်တဲ့အချိန်မှာစပင်းတွေကတစုံတစ်ခုနဲ့ညှိနေတယ်လို့ခံစားလိုက်ရပြီးတဖြည်းဖြည်းနဲ့အနောက်ကိုဆွဲခေါ်ခြင်းခံလိုက်ရတယ်။မတင်ကုန်ပေါ်ကမီးရိမ်လဲကျသွားပြီးအမောင်တို့ကအိမ်ထဲကိုလွှမ်းမိုးသွားတော့တယ်။နောက်နေ့မနက်မှာတော့ရွာသားတွေကတီတာကိုမတင်ကုန်ရှိမှပဲတွေ့လိုက်ရတယ်။ဒါပေမဲ့သူမရဲ့စပင်တွေအားလုံးကကျွတ်ထွက်နေပြီးသူမရဲ့မျက်နှာကတော့တေလူတယောက်လိုဖြူဖြော့လို့သူမရဲ့လက်ထဲမှာတော့လူစပင်မဟုတ်တဲ့ညှော်နှက်နှက်နေတဲ့အမွှေးမြင့်အရှိကြီးတွေကိုစုပ်ကင်ထားလေရဲ့ညနဲ့ရင်စပင်မဖီးပါနဲ့အောင်တော့